ကျွန်တော်ဆရာထွင်းတင်မဲ့ရေးဆက်ပေးထားတယ်အိမ်မက်ထက်ကရထားကြီးလို့မြည်ချင်းလေးကိုတီးဆိုချင်ပါတယ်ခင်ဗျာဘူလောင်မချက်တဲ့ကိုရဲ့ဝိညာဉ်ထွက်ပေါလုံးဝမရှိခဲ့တော့ကြည်လင်လက်ဆက်တဲ့ကလေးဘဝကောင်းငယ်တရားတွေနဲ့ပေါ်ရွှေအောင်တောင်းပါရင်နေရများစွာပြန်လဲတန်းတာမိတဲ့ခါကိုဖြတ်တန်းခဲ့တဲ့ချမ်းပဲညာတို့လောင်ရည်နေအိမ်မက်ဆိုင်တစ်ခုများစဉ်တွင်မြင်ကိုလေးရထားကြီးတဲ့နဲ့ပေါ်ဘယ်စီမံလဲမသိတဲ့ခီးစဉ်အမောင်မခုံမောင်ရင်ကိုဟာတူတဲ့တော့မြေတန်းခီးတဲ့နေရချင်းပြင်းညံချမ်းမဲ့စူညံခွဲအတဲ့နှလုံးသားခေါင်းလောင်မြည်တမ်းတွေမောင်နေလေးမကွဲပြားတဲ့ကောင်းရင်ကိုရင်ငွေငိုဖောက်ခွဲတိုးဝင်မိသားကြီးတဲ့စိတ်ကိုဝင်းငင်ကိုသိဆောင်ခုံမောင်းရင်အိုတန်လျာရှိမဲ့ခီဘယ်မှာဆုံးမဲ့ကိုလည်းမသိဒီအိမ်မဲ့ကနိုးတိုင်းရဲ့မှာချိန်ခွဲမိဘူလောင်မချက်တဲ့ကိုရဲ့ဝိညာဉ်ထွက်ပေါလုံးဝမရှိခဲ့တော့ကြည်လင်လက်ဆက်တဲ့ကလေးရဲ့ကောင်းငယ်တရားတွေနဲ့ပေါ်ရွှေအောင်တောင်းပါရင်နေရများစွာပြန်လဲတန်းတာမိတဲ့ခိုင်ကိုဖြတ်တန်းခဲ့တဲ့လင်းမဲညာတို့ရင်ခုန်နေအိမ်မက်ဆန်တစ်ခုများစဉ်တွင်မြင်ကိုလေးရထားကြီးတဲ့နဲ့ပေါ်ဘယ်စီမံလဲမသိတဲ့ခီးစဉ်အမောင်မခုံမောင်းရင်ကိုဟာတူတဲ့တော့မြေတန်းခီးတဲ့နေရချင်းပြည့်ညတ်ချမဲစူညံခွဲအတဲ့နှလုံးသားခေါင်းလောင်ရည်တန်းတွေမောင်ငယ်လေးမကွဲပြားတဲ့ကောင်းငယ်ညာပဲမြင်ဖြတ်တန်းတော်ဝင်မိသားကြီးတဲ့စိတ်ကိုဝင်းငင်ကိုဘယ်ဆောင်ခုံမောင်းရင်ဟိုတန်လျာရှိမဲ့ခီဘယ်မှာဆုံးမဲ့ကိုလည်းမသိဒီအိမ်မဲ့ကနိုးတိုင်းရဲ့မှာချိန်ခွဲမိအိမ်မက်ထဲကရထားကြီးခေါ်တဲ့ကိုကြနေကျွန်တော်ဆရာထွင်းတင်ရေးဆက်တဲ့ချင်းလေးပဲဖျားတဲ့ညလို့မြည်ချင်းလေး